ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့21ရက်9လ2026နော်အင်္ဂါနေ့ကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပါပြီအင်္ဂါနေ့နေကုန်စာအချိန်လေးတွေမိန်းလေးတွေပတ်တီးလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးเนาะဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလေဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးเนาะဒီနေ့เนาะတနင်္လာနေ့အဖွင့်နေလေးကတော့အားလုံးပဲပတ်တိသမားတွေပဲเนาะအဆင်ပြေကြလိမ့်မယ်โอเคကြလိမ့်မယ်เนาะတုံညပတ်တိဇာတို့သမားတွေဆိုရင်လည်းတုံညဇာတို့ပတ်တီထွက်သွားပြီပေါ့နော်ဒါဒီနေ့နေကောင်ကတော့တည်တဲ့အတိုင်းပဲမနက်ကောညအောင်အပူးထွက်သွားတယ်နော်တိုင်စားတွေထုတ်သွားတယ်ဒါကြောင့်မို့နော်မိန်ကွက်တော့မပါသွားပါဘူးပတ်တီသမားတွေအားလုံးပဲโอเคကြလိမ့်မယ်နော်တုံညပတ်တီသမားတွေကဲကျွန်တော်တို့မနေ့ပြန်အင်္ဂါနေ့နေကုန်စာမှာလည်းအကောင်းဆုံးဆိုတာလေးတွေအကြိုက်ဆုံးဆိုတာလေးတွေကိုထပ်မှန်ပြီးရွေးချယ်လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့လို့ရအောင်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်မှာမပြောက်တဲ့ဇာတို့အနေနဲ့ထုတ်ထားတာဆိုလို့ရှိရင်ကျွန်တော်ခွန်38ပေါ့နော်အဲ့ဒီတည်းမှာ3ညထွက်သွားပြီးခွန်ရ8ကဲဇာတို့ကြံပါမယ်မိမိကြိုက်နေတဲ့ရရွေးချယ်ပြီးတော့လိုက်ပါအစောဆုံးနေလာပါလိမ့်မယ်ကဲ Facebook ကညီကိုမာနမဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲလိုက်လာမှာအသေးလေးတွေနှိပ်ပေးထားပါရှယ်မှုရှယ်အားလေးနဲ့အကူအညီပေးပါတယောက်မြင်တယောက်ရှယ်နှစ်ယောက်မြင်နှစ်ယောက်ရှယ်ပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ Facebook ကညီကိုမာနမများအားလုံးကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့အင်္ဂါနေ့နေကုန်စာမှာ1 chain အနေနဲ့ဆိုရင်တော့နှစ်ခွန်1 chain ပဲဖြစ်ပါတယ်เนาะဒီကြလေးမှတ်ပါနှစ်ခွန်1 chain မှာနှစ်နဲ့ပတ်သက်တဲ့ main ကွာကလေးတွေကတော့မနေ့ပြန်မှာကျွန်တော်တို့20နှစ်3နှစ်6နှစ်8ပဲဖြစ်ပါတယ်20နှစ်3နှစ်6နှစ်8ပါဒါနှစ်နဲ့ပတ်သက်တဲ့ main ကွာပါခွန်နဲ့ပတ်သက်တာကတော့80ခွန်3ခွန်6ခွန်8ပါเนาะ80ခွန်3ခွန်6ခွန်8ပါဒီကြလေးမှတ်ပါဒါခွန်နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွာပါကျွန်တော်တောက်ပေးတဲ့မိန်ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လေနော်အင်္ဂါနေ့နေကုန်စာမှာအားကောင်းဆုံးဝမ်းကျိန်းသည်နှစ်ခွန်အချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ချစ်ကိုချစ်မများဆိုရင်လေမနေ့ပြန်ကျွန်တော်တို့21ရက်နေ့အင်္ဂါနေ့နေကုန်စာမှာနော်အားကောင်းဆုံးပတ်တိသည်နှစ်ပတ်တီခွန်ပတ်တီအားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုဘူးပေါက်တယ်ရတယ်ဆိုရင်မြန်ဝမ်းသာပီတိဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးအခုလိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်မနေ့ပြန်အင်္ဂါနေ့မှာလည်းအားလုံးပဲကံကောင်းကြပါစေအားလုံးပဲထပ်မံပြီးတော့ရကြပါစေဗျ